မင်္ဂလာပါရှင်။ဗန်အမနဲ့ channel ကနေကြိုဆိုပါရရှင်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စီးရုံသေးရဲ့ပုံမြင်ဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။တောင်ကြီးမြို့လေကစွန့်ပစ်ထားတဲ့ကိုလိုနီခေတ်စေယုံကြီးဟာဆယ်စုနှစ်တခုကျော်ကြာလူသူကင်းမဲ့နေခဲ့ပါတယ်။တန်ကြေးကင်းမှန်ခွဲများနဲ့ပြည့်ညက်နေတဲ့အဲ့ဒီအဆောင်အုံကြီးကိုထိမ့်သိမ့်လူကတော့အဖွားကြီးဒေါ်မီမြင့်တန်းပါ။သူမဟာစီးရုံပိတ်တော်မဲ့နောက်ဆုံးညမှာမွေးဖွားလာခဲ့တဲ့နောက်ဆုံးလူနာပါ။ည7 နာရီကျော်တတိယတက်ကိုဘယ်သူမှမတက်နဲ့နော်။လို့အဖွားကငါ့ကိုတတိပေးခဲ့တယ်။ငါကအခုအဲ့ဒီစေယုံရဲ့တမိုင်းကိုသူတေသနာလုပ်နေတဲ့ចောင်းသားတစ်ယောက်ပထမဆုံးညမှာငါတတိမထားမိခဲ့ဘူး။ဒုတိယညမှာတော့အခန်း300ခုကနေညာဆိုင်အတန်လေးကြားရတယ်။စေယုံမှာညာဆိုင်တီးဖို့ဘယ်သူမှမရှိဘူးဆိုတာငါသိတယ်။တတိယညမှာငါစူးစမ်းမှုဆုံးဖြတ်လိုက်တယ်။17 နာရီခွဲဓမိကိုင်မီတတိယတက်ကိုတက်လိုက်တယ်။လမ်းကြောင်းတွေဟာမကြမီအလင်းရောင်နေနဲ့ပြည့်နှက်သွားတယ်။စေယုံကရင်တွေဆွဲသွားတဲ့အတန်လေးစားပြတင်းပေါက်တွေကနေအနေအရိပ်တွေဝင်လာတဲ့အတန်ကိုငါကြားလိုက်ရတယ်။အခန်း300ခွန်ရှိမှာတပ်ပုံဟောင်းတစ်ပုံမိန်းကလေးငယ်လေးမျက်လုံးတွေကြည့်ပြီးမျက်ခုံမပါတဲ့ပုံမေမေအသက်9နှစ်1965ခုနှစ်သေဆုံးညအချိန်ခွဲစိတ်ခန်းမှာအသက်ရှူချက်ပြီးသေဆုံးလို့ရေးထားတယ်။ချက်ချင်းပဲနောက်မှာအေးဆက်တဲ့လက်လေးတစ်စုံထိလာတယ်။ဦးလေးဒေါက်တာဦးလေးပြန်လာပြီလားမေမေခွဲစိတ်တောက်ဖို့ခွဲစိတ်ကူတောက်ဖို့အစင်သင့်မှာဆိုတဲ့အတန်ပပလေးကိုကြားလိုက်ရတယ်။လက်ကြည့်တော့ဘယ်သူမှမရှိ။ဒါပေမဲ့လက်တွေကြားတဲ့ချွေးတွေပဲကြာနေတယ်။မေမေငါပြောလိုက်မိတယ်။တစ်ချက်တည်းအခန်းတကားပွင့်သွားပြီးအတွင်းကအခန်းဟောင်းတစ်ခုလုံးစိတ်ယုံခိကခွဲစိတ်ခန်းအဖြစ်ပြောင်းလဲသွားတယ်။ခွဲစိတ်ခန်းနေစက်ပစ္စည်းတွေဒေါက်တာအဖြူရောင်တွေလှုပ်ရှားနေတယ်။လမ်းကြောင်းတစ်လျှောက်ပြေးလာတဲ့အဖွားကြီးဒေါ်မိမိတန်ကငါလက်ကိုဆွဲပြီးအောက်ထပ်ကိုဆွဲခေါ်သွားတယ်။သူကကုသမှုခံယူခြင်းနဲ့ဝိညာဉ်ပါ။မင်းတို့ဒေါက်တာအဟောင်းလို့မှတ်ထင်နေတာ။အောက်ထပ်ရောက်တော့မှငါသတိရမိတာက1965ခုနှစ်မှာဒီစေယုံမှာပဲမေးစေးအမပေးမှုကြောင့်ကလေး9ယောက်သေဆုံးခဲ့ဖြစ်ပါ။ဒေါက်တာကြီးကညအချိန်မေးစေးကိုအလွဲသုံးစားလုပ်ခဲ့တယ်။အခန်း300ခုနှစ်ကကလေးတွေအားလုံးကိုစုထားတဲ့အခန်းမှာဖွားကရှင်းပြတယ်။သူကကုသမှုကိုဆက်ခံနေကြတယ်ဒါပေမဲ့ဘယ်ဒေါက်တာမှသူ့ကိုမကုသရဲကြတော့ဘူး။အဲ့ဒီညအစားပြီးငါနေကင်းဘက်မှာပဲစေယုံသွားတယ်။တစ်ခါတလေညဘက်မှာတတိယတက်ကအခန်း300ခုနှစ်မှာအလင်းလေးတွေတစ်ဖြစ်လက်လာကလေးတဘာဝရည်တန်းလေးတွေကြားရတာရှိတယ်။ဒါပေမဲ့ငါနားလေလာတာကသူတို့ဟာအန္တရာယ်မပေးဘူးဆိုတာပဲ။သူတို့ရဲ့မပြီးဆုံးသေးတဲ့ကုသမှုတွေကိုဆက်လက်ခံယူခြင်းရတယ်ဆိုတာပဲ။အဲ့ဒီဝိညာဉ်တွေဟာဆရာဝန်တယောက်ကိုစောင့်မျှော်နေကြတယ်။သူတို့ကအမှန်တကယ်ကုသပေးမယ့်ဆရာဝန်နောက်ဆုံးမှငါတွေးလိုက်ရတဲ့အဖြေကတကယ်တရေစုကတော့လူတွေရဲ့လှရှုမှုပြည့်စုံမှုအတွက်စိတ်မရှင်မှုမှားယွင်းမှုတွေကြောင့်အကြိမ်ခဲ့တဲ့ဝေဒနာတွေပါပဲဇာလန်လေးရတော့ပါပဲရှင်အားလုံးပဲကြိုက်နေတယ်လို့ယုံကြည်ပါတယ်